စိတ်ချမ်းသာအောင်နေတတ်တဲ့သူရဲ့အပူကိုပွားပြီးတော့နေနေတဲ့သူတွေရဲ့ဆိုပြီးတော့လူနှမျိုးနှစ်စားရှိတယ်ဘယ်သူတွေကစိတ်ချမ်းသာအောင်နေတာလဲဆိုတော့အခြေခံအပြင်ပြောမယ်ဆိုရင်တော့ဖြစ်ပေါ်လာသမျှအရာတွေကိုအစဉ်သင့်လက်ခံနိုင်တဲ့သူမျိုးပေါ့ပြောင်းလဲခြင်းတလောက်ပြောင်းလဲအဲ့ဒီပြောင်းလဲမှုတွေကိုအမှန်တိုင်းပဲလက်ခံထားပြီးတော့အဖြေကိုတိတိကျကျပြန်ထုတ်တတ်တဲ့ပုံကိုမျိုးတွေဟာစိတ်ချမ်းသာအောင်နေတတ်ကြတယ်ဥပမာသူ့ဘောမှာလူတစ်ယောက်ကသစ္စာဖောက်တယ်အဲဒီလိုသစ္စာဖောက်သွားတာကိုဒေါသတွေနဲ့ပြန်ပြီးတော့မတုံ့ပြန်နေတော့ဘူးကိစ္စရက်တွေကအမြဲတမ်းကိုဖြစ်ချင်တယ်လို့မဖြစ်ကြအောင်ပြတ်တော်မယ်ဆိုလို့ရှိရင်တားထားလို့မရဘူးဖြတ်သွားတာအဲ့ဒီသဘောကိုကောင်းကောင်းနားလည်ထားတဲ့သူတွေကပြတ်ချင်လဲပြတ်ပါစေတော့ပြတ်သွားမှတော့ဘာမှလည်းပြန်လို့မရတော့ဘူးသူ့အတိုင်းသာရှိပါစေတော့ဖြစ်ပြီးသွားတာကိုဖြစ်ပြီးသွားတဲ့အတိုင်းသာထားလိုက်တော့နောင်ဒီလိုမဖြစ်စေရဘူးဆိုအခုလက်ရှိကိုယ့်ဘဝမှာမကောင်းတဲ့သူကမကောင်းလှုပ်သွားပြီဖောက်ပြန်တဲ့သူကဖောက်ပြန်သွားပြီကိုယ့်ဘဝမှာစော်ကားမော်ကလှုပ်တဲ့သူကလည်းလှုပ်ပြီးသွားပြီဒါကိုဒီဘဝဒီညနဲ့ပဲပြီးစေတော့နောက်ထပ်သူ့ကြောင့်ဖြစ်မဲ့အာဟုတော်တွေအဖြစ်မခံတော့ဘူးရှင်းရှင်းလင်းလင်းပဲနေတော့မယ်အဲ့လိုနေလိုက်တဲ့လူမျိုးဟာပျော်အောင်နေလို့ရတယ်ကဲပြီးတဲ့ကိစ္စလည်းပြီးသွားပြီအခုတော့ပျော်ပဲနေမယ်ကိုလက်ရှိအနေအထားကိုလက်ရှိအနေအထားတိုင်းပဲလက်ခံပြီးတော့နေလိုက်တော့မယ်ရှိတဲ့သူနဲ့ပဲပျော်အောင်နေလိုက်တော့မယ်ရှိတာလေးစားပြီးတော့ပဲပျော်လေးနေလိုက်တော့မယ်ကြောက်မလာသေးတဲ့ကိစ္စတွေကြောင့်လည်းအလောင်းမခံတော့ဘူးဘယ်သူကမှလည်းအပြစ်တင်ပြီးတော့အလောင်းကျွမ်းမနေတော့ဘူးဆိုပြီးတော့သူဟာတော့သူချက်ချင်းငြိမ်းအောင်ကြိုးစားပလိုက်ပြီးပြစ္ဆုတ်ပန်တဲ့မှာနေလိုက်တာအဲ့လိုကပျော်အောင်နေလို့ရတယ်သူဟာတော့သူလည်းပျော်အောင်ကြိုးစားတယ်မပျော်ဘဲနဲ့ပူလောင်နေတဲ့သူအပူပွားတဲ့သူမျိုးဆိုတာကြတော့တစ်ဖက်ကလှုပ်တာကလည်းလှုပ်သွားတာအမှန်ဒါပေမဲ့မပြီးနိုင်ဘူးဒါကိုပြန်ပွားတာတလနေလို့လည်းမပြီးတစ်နှစ်နေလို့လည်းမပြီးဒေဂာနေတိကိုလောင်ကျွမ်းမှုပွားသွားတာမမေ့နိုင်ဘူးမကောင်းမှန်းတဲ့ရတာနဲ့ဒီမကောင်းတဲ့သူကိုပဲတဝဲလေသူ့အကြောင်းပဲပြန်ပြောနေတာမျိုးသူ့အကြောင်းကိုပဲပြန်တွေးပြီးတော့အပူပွားနေတဲ့သူမျိုးဘယ်သူငါပေါ်မကောင်းဘူးဘယ်သူကငါပေါ်မကောင်းဘူးငါကကောင်းရဲ့သားနဲ့ငါပေါ်လှုပ်ရက်သွားတယ်ကြည်စံတွေ့တဲ့သူတိုင်းကိုလည်းပြောလောင်ကျွမ်းတာအပူသေးအဲ့လိုဘယ်တော့မှမပြောနိုင်ဘူးပြစ္ဆုတ်ပံမှာမနေနိုင်ပဲနဲ့လွန်သွားတာတွေကိုပဲပြန်တွေးပြီးတော့သို့မဟုတ်လွန်သွားတဲ့အကြောင်းတွေကိုပဲပြန်ပြီးတော့အာယုံယူနေတဲ့လူမျိုးပြစ္ဆုတ်ပံမှာလည်းမနေဘူးအခုလောလောဆယ်သူ့အနာမှာသူ့ကိုအကျိုးဆောင်ပေးနေတဲ့လူတွေကိုကြတော့သူစိတ်ချမ်းသာအောင်ထားမပေးဘူးအတိတ်ကသူ့ဘောမကောင်းတဲ့သူတွေသူ့ဘောမှာတစ္ဆာဖောက်သွားတဲ့သူတွေဒီလူတွေနဲ့ပတ်သက်ပြီးတော့ပဲလောင်ကျွမ်းပြီးတော့မျက်နှာကြီးအမြဲပုတ်မျက်နှာကလက်ရှိနေရာမှာမရှိဘူးလက်ရှိနေရာမှာပြုံးပြရမယ့်သူတွေကိုတော့သူပြုံးမပြနိုင်ဘူးလက်ရှိအချိန်မှာအနားမှာနေတဲ့သူကိုသူပြောအောင်ထားပေးလိုက်ရမှာကိုတောင်သူတောင်းဝင်ပြက်ကွက်လာဟိုအတိတ်တုန်းကလူကြောင့်မဆိုင်တဲ့သူကပဲသူ့အပူတွေကိုတာဝန်ရှိနေတယ်လို့ပြန်မဲ